လူကြီးမင်းတို့အနေနဲ့လိုက်ကတက်ဆင်တဲ့အခါဘလို့အချက်လေးကြည့်ပြီးတော့ဝယ်ယူတက်ဆင်သင့်လဲဆိုတာကိုမျှဝေပေးခြင်းပါရှင်။နံပါတ်1လိုက်ကတက်ဆင်မဲ့အခန်းမျိုးစားပေါ်မူတည်ပြီးလိုက်ကအမျိုးစားကိုရွေးချယ်ဝယ်ယူသင့်ပါတယ်ရှင်။အခန်းနဲ့ဆိုနိုက်ကတိန်အလင်းပိတ်အားကောင်းတဲ့လိုက်ကအမျိုးစားကတင့်တော်ပါရဲ့ရှင်။ဧကန်ဖျားကန်းတွေမှာဆိုရင်တော့ဒီကတိန်နဲ့နိုက်ကတိန်ဇာလိုက်ကနဲ့ပိတ်လိုက်ကကိုတွဲလျက်အသက်ဆင်တာပို့ပြီးတော့ luxury ဆန်စေပါရဲ့ရှင်။မိဖို့ကြောင့်အခန်းမှာဆိုရင်တော့အလွယ်တကူတန်ရှင်းရလွယ်ကူတဲ့မီနီပလိုင်မျိုးစားကိုရွေးဆယ်တက်ဆင်သင့်ပါရဲ့ရှင်။နံပါတ်2နေရောင်နဲ့ UV ကာကွယ်နှုံးမြင့်မာတဲ့လိုက်ကာတွေကိုရွေးချယ်ဝယ်ယူသင့်ပါရဲ့ရှင်။တချို့လိုက်ကာတွေကနေရောင်နဲ့ UV ကိုမကာကွယ်ပေးတာကြောင့်လိုက်ကာချထားတာတောင်ပူအိုက်ပြီးအယောင်မိန်တာတွေကိုဖြစ်ပေါ်စေပါတယ်။နေရောင်နဲ့ UV ကနှုံးမြင့်မာတဲ့လိုက်ကာတွေကထူထဲရဲ့လိုက်ကာသားတွေဖြစ်တာကြောင့် privacy ကိုလည်းလုံခြုံပြီးတော့အေးမြမှုပူနွေးမှုကိုထိန်းညှိပေးပါရဲ့ရှင်။ furniture ရဲ့အယောင်လေးပြဲခြင်းကိုလည်းကာကွယ်ပေးပြီးသားပဲဖြစ်ပါရဲ့ရှင်။နံပါတ်3လိုက်ကာအမျိုးအစားရွေးချယ်တဲ့အခါ polyester fabric သားနဲ့ချုပ်လုပ်ထားတဲ့လိုက်ကာသားကိုရွေးချယ်ဝယ်ယူတာကအထူးသင့်တော်ပါရဲ့ရှင်။ရိုးရိုးချီသားတစ်မျိုးနဲ့ချုပ်လုပ်ထားတဲ့လိုက်ကာသားတွေကမှုဆွဲအနံ့ထွက်တာတွေဖြစ်တတ်ပါရဲ့ရှင်။ polyester တွေကတန်ရှင်းရတာလွယ်ကူတယ်။ luxury ခါတိန်အမျိုးအစားဖြစ်ပြီးအခန်းကိုအေးမြစေတယ်။အယောင်ကျတာမှုဆွဲတာအနံ့ထွက်တာတို့မရှိပါဘူးရှင်။နံပါတ်4နေအိမ်ရဲ့တင့်တယ်လှပမှုကိုပုံမပေါ်လွင်စေဖို့အတွက်လိုက်ကအယောင်နဲ့ဒီဇိုင်းကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတွင်ပါဝင်ပါတယ်ရှင်။လိုက်ကအယောင်ရွေးချယ်တဲ့အခါအဓိကအားဖြင့်အိမ်မက်ရန်ရောင်ကျန်းကင်းရောင်furniture တို့နဲ့လိုက်ဖက်ညီမဲ့လိုက်ကအယောင်လေးတွေကိုရွေးချယ်တက်ဆင်သင့်ပါရဲ့ရှင်။လူကြီးမင်းတို့အနေနဲ့ဒီအချက်လေးကိုသိထားမယ်ဆိုရင်တော့လိုက်ကဝယ်ယူတက်ဆင်ရတာပို့ပြီးတော့အဆင်ပြေမှာပဲဖြစ်ပါရဲ့ရှင်။